Toyota ရဲ့ next generation double cab pickup တစ်ခုဖြစ်တဲ့ Hilux Turbo 2026ရဲ့ feature နဲ့ highlight တွေကိုတစ်ခုချင်းစီအသေးစိတ်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြပြချင်တာကတော့ဒီ Hilux ရဲ့ 9 generation ဖြစ်တဲ့ Hilux Turbo ရဲ့အထင်ရှားဆုံးပြောင်းလဲလာတဲ့အရှိတ်ဘက်ဒီဇိုင်းဖြစ်ပါတယ်။ကျွန်တော်ဒီအရှိတ်ဘက်ဒီဇိုင်းမှာဆိုရင် Cyber Sumo concept ကိုအခြေခံပြီးတော့ဖန်တီးတာပါတယ်။ဒီ Sumo ဆိုတာကဂျပန်ရိုးရာအားကစားတစ်ခုဖြစ်ပြီးတော့အင်အားတည်ငြိမ်မှုနဲ့ယုံကြည်မှုတွေကိုကိုးစားပြုပါတယ်။ Sumo နဗန်းသမားတွေကပြိုင်ပွဲမစခင်မှာတယောက်နဲ့တယောက်အချင်းချင်းစိုက်ကြည့်တယ်။ရိုးရာဓလေ့အတိုင်းစားဖြန်းတယ်ခြေထောက်ကိုမြေကြီးနဲ့နင်းတယ်ဒီလိုမျိုးရုပ်ပိုင်းဆိုင်ရာတွေးပို့အောင်ပြုလုပ်ပြီးတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ Sumo တပန်းသမားတွေရဲ့ပုံကို Turbo ရဲ့ exterior design concept အနေနဲ့အခြေခံပြီးတော့အသုံးပြုတာဖြစ်ပါတယ်။ဒါအုံမှ Cyber ဆိုတဲ့အယူအဆနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ခေတ်မီနည်းပညာနဲ့အကြမ်းခံမှုကိုတပြိုင်တည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။Frank Gray ရဲ့အပေါ်ပိုင်းမှာဆိုရင်တော့ Toyota logo စာတန်းကိုထင်ရှားစွာထည့်သွင်းထားပြီးတော့ဒီ brand identity ကိုပို့ပြီးတော့ထင်ရှားစေတဲ့အပြင်မြင်လိုက်တာနဲ့ Hilux Turbo ဆိုတာကိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ Frank Gray ကိုလည်း geometric pattern design မျိုးနဲ့ပြုလုပ်ထားပြီးတော့ဒီ Cyber Sumo concept ပေါ်အောင်လို့ strong core တွေ aseptic and အနေနဲ့ပုံစံယူပြီးတော့ဖန်တီးတာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ဒီ headlamp ကိုလည်းဒီ slim and shape design ပုံစံမျိုးနဲ့ဖန်တီးတာတဲ့အတွက်ကြောင့်မလို့ခေတ်မီတဲ့အသွင်ပြင်ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ပြီးတော့ဒီအောက်မှာလည်း daytime running light တွေကို headlamp နဲ့တသားတည်းပေါင်းဆက်ပြီးတော့ဖန်တီးရတဲ့အတွက်ကြောင့်မလို့ဒီနေဘက်မောင်းနေတဲ့အချိန်မှာကားရဲ့ signature look ကိုပို့ပြီးတော့ထင်ရှားစေမှာဖြစ်ပါတယ်ဒီလိုမျိုး LED technology တွေကိုအသုံးပြုလာတဲ့အတွက်ကြောင့်မလို့မြင်ကွင်းကိုပုံမို့ပြီးတော့ရှင်းလင်းစေတဲ့အပြင်ရင်မောင်းအတွက်ယုံကြည်စိတ်ချရတဲ့မြင်နိုင်စွမ်းကိုရရှိမှာဖြစ်ပါတယ်ပြီးတော့ဒီ gray ရဲ့အောက်ဘက်မှာလို့ဆိုရင်လည်းဆိုနာတွေပါရှိနေမှာဖြစ်ပါတယ်။ဗန်မာရဲ့အရှိတ်ပိုင်းဒီဇိုင်းက approach angle ကိုထည့်သွင်းပြီးတော့စဉ်းစားထားတဲ့ပုံစံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလမ်းကျန်းတွေလမ်းမညီတဲ့နေရာတွေမှာဖြတ်သန်းမောင်းနေတဲ့အခါမှာယုံကြည်မှုကိုပုံမှုပြီးတော့ရရှိစေမှာဖြစ်ပါတယ်။ဒါတွေအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီ Cyber Sumo concept နဲ့ဖန်တီးထားတဲ့ဒီ stable base front bumper လှပတဲ့ဒီဇိုင်းတစ်ခုတွေမဟုတ်ဘဲနဲ့ခိုင်မာမှုတွေလက်တွေ့အသုံးဝင်မှုတွေနဲ့ဒီ Hilux ရဲ့ touch DNA ကိုအပြည့်အဝဖော်ဆောင်ပေးနိုင်တဲ့ Hilux ရဲ့ signature တစ်ခုအနေနဲ့ဖြစ်နေမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာတော့ဒီ wheel and tire design ဖြစ်ပါတယ်ကျွန်တော်ဒီ18 inches alloy wheel ကိုအသုံးပြုထားတယ်ပြီးတော့ဒီ tire size ကိုလည်း265 size ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ဒီ tire မျက်နှာပြင်ရဲ့ grip အားကိုပို့ပြီးတော့ကောင်းမွန်စေမှာဖြစ်ပါတယ်ပြီးတော့ဒီ alloy ရဲ့ design ကိုလည်း diamond cut section နဲ့ black paint နဲ့ပေါင်းဆက်ပြီးတော့ဖန်တီးထားတဲ့အတွက်ကြောင့်မလို့ဒီ premium look ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီအခု model အသစ်ရဲ့ tire မှာဆိုရင်တော့ tire pressure monitoring system ပါရှိလာပြီဖြစ်ပါတယ် size tag ကိုကြည့်မယ်ဆိုရင်လည်း hexagon နဲ့ pattern တွေကိုအသုံးပြုထားတယ်အဲ့အတွက်ကြောင့်မလို့ကားပေါ်အတက်ဆင်းပြုလုပ်တဲ့အခါမှာစလစ်မဖြစ်အောင်နဲ့စလစ်ဖြစ်နိုင်ကြကိုအများဆုံးချော့ချပေးနိုင်ပါတယ်ဒါအပြင်မှာဒီ rear bed မှာတွေပါရှိလာတဲ့အတွက်ကြောင့်မလို့ဒီကားကိုဘက်ထဲကိုပစ္စည်းတွေထည့်တဲ့အခါမှာပို့ပြီးတော့လွယ်ကူစေမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကားရဲ့အနောက်ဘက်အခြမ်းပိုင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်ဗျအနောက်ဘက်ပိုင်းမှာဆိုရင်တော့ rear combination lamp ကို LED signature design နဲ့ဖန်တီးထားတဲ့အတွက်ကြောင့်မလို့နေဘက်နဲ့ညဘက်နှစ်မျိုးစလုံးမှာထင်ရှားတဲ့အသွင်ပြင်ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ် brake lamp နဲ့ material black ကိုလည်းပေါင်းဆက်ပြီးတော့ဖန်တီးထားတယ် brake lamp တွေ tail lamp တွေနဲ့ဒီ turn signal တွေကိုလည်းတစုတစည်းတည်းပေါင်းဆက်ထားတဲ့အတွက်ကြောင့်မလို့ဒီအနောက်ကနေလိုက်လာတဲ့ရှင်တွေအတွက်မိမိရဲ့မောင်းနှင်မှုအခြေအနေကိုပုံမို့ပြီးတော့ရှင်းလင်းစွာသိနိုင်ပြီးတော့လုံခြုံမှုကိုလည်းပို့ပြီးမြင်မာစေမှာဖြစ်ပါတယ်ကားအနောက်ဘက်တကားရဲ့ညာဘက်အပိုင်းပေါ်မှာဆိုလဲဒီ Turbo ဆိုတဲ့ logo လေးပါဝင်လာပြီးတော့ဒီအလယ်ဘက်မှာဆိုရင်တော့ဒီ Toyota စာတန်းလေးကိုအသားတစိမ့်အနေနဲ့ထင်ရှားစွာမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့အောက်မှာဆိုရင်လည်း body color နဲ့ back camera ပါရှိလာမှာဖြစ်ပါတယ် rear ဘက်မှာ stat တွေကလည်းဘေးဘက်မှာနဲ့တွဲရက်တိဆောက်ထားတဲ့အတွက်ကြောင့်မလို့လှပတောင့်တင်းတဲ့ design ကိုပို့ပြီးတော့ပေါ်လွင်စေမှာဖြစ်ပါတယ်ဒီပတ်ပတ်လည်မှာဆိုရင်တော့ sonar လေးလုံးပါရှိလာမှာဖြစ်ပါတယ် Okay exterior ဘိုင်းပြီးသွားပြီဆိုရင်တော့ interior ဘိုင်းကိုဆက်ပြီးတော့လေ့လာလိုက်ကြရအောင်ဒီ
interior မှာဆိုရင်လည်းဒီ driver ကိုအဓိကထားတဲ့ driver oriented design နဲ့ဖန်တီးရတဲ့အတွက်ကြောင့်မလို့ဒီ control အားလုံးကိုလွယ်ကူစွာနဲ့အသုံးပြုလို့ရမှာဖြစ်ပါတယ် premium material တွေနဲ့ခင်မီတဲ့ dashboard design တွေကိုပေါင်းစပ်ထားပြီးတော့ဒီကျယ်ဝန်းတဲ့ cabin space တွေကြောင့်ဒီရင်မောင်းတဲ့ခရီးသည်တိုင်းအတွက်တက်တောင့်တက်တာရှိတဲ့မောင်းနှင်မှုအတွေ့အကြုံကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်ကားထိုင်ကုန်တွေကိုလည်း ergonomic seat design နဲ့ပြုလုပ်ထားပြီးတော့ဒီ high quality leather material တွေကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့တက်တောင့်တက်တာရှိမှုနဲ့ premium ဆန်တဲ့ခံစားမှုကိုတစ်ပြိုင်တည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ် dashboard နဲ့ door trunk တွေမှာလည်း high quality soft material တွေကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ luxury ဖြစ်စေတဲ့အမြင်နဲ့အထီးတွေကိုရရှိမှာဖြစ်ပါတယ် steering ဆိုရင်တော့ electronic power steering စနစ်ကိုဒီ turbo မှာမှစတင်ပြီးတော့အသုံးပြုထားတဲ့အတွက်ကြောင့်မလို့ဒီအရှိန်နည်းတဲ့အချိန်မှာ steering ကိုပေါ်ပွားစွာအသုံးပြုနိုင်ပြီးတော့မျိုးရင်းမောင်းမြင်ခြင်းတွေမှာပို့ပြီးတော့အဆင်ပြေစေမှာဖြစ်ပါတယ် steering ရဲ့ဘေးနှစ်ဖက်မှာဆိုလဲ control button တွေအပြေးအဝပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရင်မောင်းရင်းနဲ့ကားတစ်စီးလုံးရဲ့ function အများစုကိုတနေရာလေးနဲ့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်အလဲမှာဆိုရင်တော့ 6PO မှာ 8-shift gear position ကိုပြောင်းလဲပြီးတော့အသုံးပြုထားတဲ့အတွက်ကြောင့်မလို့ gear အသုံးပြုတဲ့အခါမှာချောမွေ့စေပြီးတော့တက်တောင့်တက်တာရှိတဲ့မောင်းနှင်မှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်ဘေးမှာပါဝင်တဲ့ electronic parking brake ကကျွန်တော်တို့ဒီခလုတ်တစ်ချက်နှိပ်ရုံနဲ့ parking brake ကိုအလွယ်တကူနဲ့ထိန်းချုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ urban use တွေအတွက်ပုံမူပြီးတော့အဆင်ပြေမယ်သူ့ရဲ့ဘေးမှာလည်းသူနဲ့တူတူတွဲပြီးတော့အသုံးပြုလို့ရမယ် brake hold system မှာပါရှိလာမှာဖြစ်ပါတယ် center console တစ်ဝိုက်မှာဆိုရင်လည်း storage space တွေကိုအများကြီးထည့်သွင်းပေးထားတဲ့အတွက်ကြောင့်မလို့နေ့စဉ်အသုံးဆောင်ပစ္စည်းတွေထားရှိဖို့အတွက်ပို့ပြီးတော့လွယ်ကူစေမှာဖြစ်ပါတယ်ဒီအရှိတ်ပိုင်းမှာဆိုရင်လည်းဒီဒိုင်ကွက်နေရာမှာ 12.3 inches infotainment display ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ကားရဲ့အချက်လက်တွေကိုရှင်းရှင်းလေးနဲ့မြင်ရမှာဖြစ်ပါတယ်ဒီ audio ဘိုင်းမှာဆိုရင်လည်း 12.3 inches audio system တက်ဆင်ထားတယ်ပြီးတော့ဒီ Apple CarPlay ရော Android Auto ကိုတခါတည်းချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမယ်ဒီ speaker အနေနဲ့ဆိုရင်တော့ရှင်းလုံးပါရှိမှာဖြစ်ပါတယ် Turbo model မှာစပြီးတော့ wireless charger ပါလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့မောင်းနေစဉ်အတွင်းမှာအလွယ်တကူနဲ့အားသွင်းထားလို့ရမှာဖြစ်ပါတယ်ကားရဲ့ aircon ဘိုင်းမှာဆိုရင်လည်း dual zone အသုံးပြုလို့ရပါမယ်ပြီးတော့ဒီအနောက်ဘက်ပိုင်းမှာဆိုရင်လည်း rear band တွေပါရှိလာမှာဖြစ်ပါတယ် driving performance အပိုင်းမှာဆိုရင်လည်း 2-wheel drive 4-wheel drive နဲ့ lower 4-wheel drive စနစ်တွေပါဝင်လာမှာဖြစ်ပါတယ် normal drive နဲ့ဆိုရင် eco mode power mode တွေကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရမယ်ပြီးတော့ off-road လမ်းကျန်းတွေမှာမောင်းနေမယ်ဆိုရင် multi terrain select MTS system ဆိုတာအသစ်ပါရှိလာမှာဖြစ်ပါတယ်ကျွန်တော်ဒီ system မှာဆိုရင်တော့ဖြစ်ကျွန်တော်ဒီမြေသားလမ်းတွေတဲလမ်းတွေရွှွန့်လမ်းတွေနဲ့မတူညီတဲ့လမ်းတွေမှာအကောင်းဆုံး control နဲ့ traction ကိုရရှိစေမှာဖြစ်ပါတယ် safety ဘက်မှာဆိုရင်တော့ airbag အနေနဲ့9လုံးပါရှိလာမှာဖြစ်ပါတယ်အဓိကအရေးကြီးတဲ့ safety ဘက်မှာဆိုရင်လည်း Toyota ရဲ့ advanced safety system ဖြစ်တဲ့ Toyota Safety Sense Toyota 3.0 ကိုအသုံးပြုတာဖြစ်ပါတယ်အရင် Adventure model ထက်ကိုပိုပြီးတော့ safety ဘက်မှာကောင်းလာမှာဖြစ်ပါတယ် safety sense မှာဆိုရင်တော့အရှိက object တွေကိုအာရုံခံပြီးတော့ auto brake လုပ်ပေးနိုင်မဲ့ pre-collision system PCS တွေပြီးတော့ဒီကားရဲ့အရှိန်နဲ့အကွာအဝေးကိုလိုက်ပြီးတော့ auto mount နေပေးနိုင်မဲ့ dynamic radar cruise control တွေလမ်းမချော်အောင်ထိန်းပေးမဲ့ lane departure alert lane tracing assist LTE တွေပါရှိလာမှာဖြစ်ပါတယ်ဒီအပြင်မှာနေ့စဉ်အသုံးပြုမှုမှာပို့ပြီးတော့ချောမွေ့စေမယ်ပို့ပြီးတော့လုံခြုံစေဖို့အတွက် periodic driving assist PDA ပါရှိလာမှာဖြစ်ပါတယ်ကျွန်တော်ဒီ engine ဘိုင်းမှာဆိုရင်လည်း 1GT FTV engine 2.8 turbo diesel ကို intercooler နဲ့တွဲပြီးတော့အသုံးပြုပေးလာပါတယ်ကျွန်တော်ဒီ turbo system ကိုအသုံးပြုထားတဲ့အတွက်ကြောင့်မလို့ဒီ engine အတွင်းလေဝင်ရောက်မှုကိုပို့ပြီးတော့ကောင်းမွန်စေမယ်ပြီးတော့မြင့်မားတဲ့ torque နဲ့အားကောင်းတဲ့ acceleration ကိုရရှိနိုင်မှာဖြစ်ပါတယ်ဒါအပြည့်အဝမှာသူက intercooler နဲ့တွဲပြီးတော့အသုံးပြုထားတဲ့အတွက်ကြောင့်မလို့ engine performance နဲ့ efficiency ကိုပို့ပြီးတော့တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်ဒါကတော့ Hilux Turbo 2026ရဲ့အဓိက feature နဲ့ highlight တွေပဲဖြစ်ပါတယ် Hilux Turbo 2026ဆိုရင်တော့ powerful performance touch design advanced technology နဲ့ superior safety တွေကိုပေါင်းစပ်ဖန်တီးထားတဲ့မျိုးဆက်သစ် pickup တစ်စီးဖြစ်ပါတယ်ကျွန်တော်တို့ဒီ 1GT FTV Turbo diesel engine တွေရဲ့အားကောင်းတဲ့စွမ်းရည်တွေဒီ 4-wheel system တွေရဲ့ယုံကြည်စိတ်ချရမှုတွေကျွန်တော် Toyota Safety Sense 3.0 ရဲ့လုံခြုံတဲ့နည်းပညာတွေနဲ့ခင်မီတဲ့ interior comfort တွေကြောင့်နေ့စဉ်အသုံးပြုမှုကနေပြီးတော့စွန့်စားခရီးတွေအထိအကောင်းဆုံးအတွေ့အကြုံနဲ့စွမ်းရည်ကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ် Hilux Turbo 2026ကဆိုရင်တော့ဖြစ် Toyota ရဲ့ quality, durability နဲ့ reliability ဆိုတဲ့ DNA ကိုဆက်လက်ထိန်းသိမ်းထားပြီးတော့ပုံမခင်မီတဲ့ design နဲ့ technology တွေကိုပေါင်းစပ်ဖန်တီးထားတဲ့ next generation pickup တစ်ခုဖြစ်ပါတယ်ဗျာ Toyota greater together